Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရှေ့မှာရှိနေတာတော့ဒီ R7 နဲ့ကျွန်တော်တို့ R5 ပေါ့နော်ဒီနှစ်စီးကကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်တူတူလေးပဲတော့ဖြစ်တယ်ပေါ့နော်ဒီတော်တော်များလဲ R7 ပဲပေါ့နော်တော်တော်များမသိတဲ့သူတွေကျတော့ဘယ်ပြောမလဲ R5 လားပေါ့နော်အဲ့လိုမျိုးတော်တော်များလဲမေးကြတယ်ပေါ့နော်ဒါပေမဲ့ကြည့်လိုက်မယ်ဆိုရင် R5 နဲ့ R7 နဲ့တူတူလုံးမသိမရေးတော့ကြတယ်ပေါ့နော်အဲ့အနေထားကျွန်တော်တို့ဘယ်လိုမျိုးပြောင်းလဲလဲပေါ့နော်ဒီနှစ်စီမှာပါတယ်ပြောင်းလဲချက်တွေရှိလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်ရအောင်ဗျာဘာလို့မှဆိုကျွန်တော်ရှေ့ကနေကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်အဆင်ကဒါတော့ကျွန်တော်ရဲ့အရင်ပေးပေါ့နော်ဒါပိုက်ရှင်ပါမှာပိုက်ရှင်မှာပဲကျွန်တော်ခဏမှားပေးရမှာကျွန်တော်ဗီဒီယိုရိုက်တာဖြစ်ပါတယ်အဲကျွန်တော် R5 ရဲ့ခေါင်းနဲ့ကျွန်တော် R7 ရဲ့ကောကြည့်ပေါ့နော်တူတူလို့တော့ကြားရမှာဒါပေမဲ့လည်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ R5 ရဲ့ခေါင်းကနည်းနည်းလေးပူပြီးတော့ကြီးနေလို့ဖြစ်နေပေါ့နော်ဟိုဒီလိုဒီရှေ့ကခေါင်းရနည်းနည်းပြထွက်နေတယ်ပေါ့နော်R7 မှာတော့ body ကကြစ်လေးလေးနဲ့ပြောမယ် body စိတ်တယ်လို့ပေါ့နော်ဒီကောင်က body နည်းနည်းပွားတယ်လို့ဖြစ်တယ်ပေါ့နော်ကျွန်တော်ရှေ့ကနေကြည့်မယ်ဒီလိုပေါ့နော်ဒီမှာဒီ support ပေးရဘယ်လိုမျိုးရှိလဲဆိုဒီလက်ကဲဒီမှာကြည့်ပေါ့နော်လက်ကဲဒီလိုမျိုးဖြစ်တယ်ဒါပေမဲ့ R5 ကR7 ကကျွန်တော် support ပေးလားဆိုတော့လေအဲ့လိုမျိုးတော့ support ကြတယ်ပေးတော့မဟုတ်ဘူးဘယ်ပြောမှာဗျာကျွန်တော်တို့650လို့နဲ့ရှင်းမယ်ဆိုရင်တော့နည်းနည်းလေးပို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးကျတော့ highway mode လို့ရှင်းပြတယ်အဲ့တော့ support လည်းဖြစ်တယ်တပြီးတော့ခါလည်းမကိုရဘူးဆိုတော့ဘေးပေါ့နော်ကျွန်တော်အဲ့လိုပြထားရှိတယ်ပေါ့နော်R5 တော့ဒါကတော့လက်ကနေထားတော့ R7 လည်းကျွန်တော်ပို့ရတယ်ပေါ့ကျဆိုတော့သူကလက်ကနေกินထားတယ်ပေါ့နော်လက်ကနေရွှေနာဆိုတော့ပို့ရတယ်တော့ကျွန်တော်ပေါ်ကျင်တယ်တူလာတယ်ပေါ့နော်ဒီကျွန်တော်ရှေ့ရကြည့်မယ်ဆိုတော့ဒီလိုပေါ့နော်ဒီကျွန်တော် R7 ရဲ့မီးသီးလေးဒီဇိုင်းကတော့ဒီလိုမျိုးပေါ့နော်ဒီမီးဒီလိုက်မီးရဲ့ဒီလိုမျိုးပေါ့နော်ဒီရွှင်ထဲကိုကောက်ပြီးဝင်နေပေါ့နော်ဒီလိုမျိုးပေါ့နော် R5 ရဲ့ဒီလိုက်မီးရဲ့တော့ဒီလိုမျိုးဒီပြင်ကိုခိုင်းထွက်တယ်ပေါ့နော်ဒီရှေ့ကဒီမေးရကြတော့တူတူပဲပေါ့နော်ဒီကောင်လည်းတလို့ဒီကောင်လည်းတလို့ပေါ့နော်โอเคမိသားကြလို့ရှိရရှစ်ပဲကျွန်တော်တို့ပတ်လည်းပြန်ကြည့်မယ်ပေါ့နော်ပတ်လည်းဆိုရတော့နည်းနည်းလေးပြောမယ်ရွထွက်ပဲဘာညာတော့R7ဘူကြီးတန်းလေးတာသွားတယ်လို့ဖြစ်တယ်ပေါ့နော်ကျွန်တော်ဘေးကနေကြည့်မယ်ပေါ့နော်R7ကပဲမယ်နည်းလေးတော့ဖန်အားရှော့ထွက်တယ်ပေါ့နော်ဆိုတော့တို့ကပြောမယ်အရာလည်းနည်းနည်းပူရှင်တယ်လို့ဖြစ်နေတယ်ပေါ့နော်ဖန်လည်းနည်းနည်းရှည်သွားတယ်ဆိုတော့ဒါပေမဲ့နောက်ရဲ့မီတီပိုင်းဘာညာလည်းတော့ကြည့်မယ်ပေါ့နော်ကျွန်တော်ဒီမီတီကကြတော့ဒီမှာနည်းနည်းလေးပြောမယ်ကြီးရပေါ့နော်ကြီးရတာသိရမမိုက်ဘူးဗျာဒါကြောင့် R7 ကမီတီကခဲဒါပဲပေါ့နော် R6 မှာလည်းတစ်ကောပဲကျွန်တော် R1 မှာလည်းတစ်မေးပြီပေါ့နော်ဆိုတော့ဗျာမီတီပဲပညာတော့နောက်ဖင်ပဲပညာတော့ R7 ကလောကကြီးလို့လှတယ်ပေါ့နော်ကျွန်တော်ဘေးပတ်ပလက်လည်းကြည့်မယ်ဆိုရင်တော့ကျွန်တော်တွေ့ရမယ့်ဟာရောဒီဒါတော့ကျွန်တော်ရှိတာပေါ့နော်ကျွန်တော်လက်ကန်နေထားပေါ့ကျွန်တော်ပြပြရမှာပေါ့ဒီကျွန်တော်ဒါလက်ကန်နေထားဒါ original လက်ကန်ပါသူ့ရဲ့ဒီ handle လက်ကန်နေထားပါညာတော့ဗျာ original တော့ support လာတာဆိုတော့ support ပိုင်းနဲ့လာတာဆိုတော့ဗျာဒီမှာလက်ကန်နေထားလို့မယ်ခါလေးဒီလိုမျိုးရှော့လေးဖြည့်တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်R7 မှာR1 ဘက်မှာကျတော့သူကတော့ပြန်ပြီးတော့သူရွှိုင်းထားတယ်ပေါ့ဗျာရွှိုင်းထားတယ်ဆိုတော့ဒါကတော့ပုံမှန်ဒီ original တော့နည်းနည်းနီးနေပေါ့နော်အဲ့ဒီပေါ်ဒီလိုမျိုးကောက်ပြီးတက်တယ်ပေါ့နော်ပြီးဒီနဘေးဒီကူလာတယ်ဗျာR5 မှာတော့ဒီလိုလာတယ်ပေါ့နော်โอเคဒီတိုင်းခွဲပညာနေထားရလဲပေါ့နော်အဲ့တော့ကြည့်မှဆိုတော့ R7 မှာတော့ဒီလိုရှိတယ်ပေါ့ဗျာဒါပေမဲ့ဆိုးတာ R7 မှာကျတော့ဒီကျိုးကြီးနဲ့ပေါ့နော်ကျွန်တော်တို့ဒီတိုင်းခွဲကိုနည်းနည်းလောက်ကိုရင်တို့ဖြစ်နေဒါမဟုတ်ဒီပေါ်ပေါ့နော်ကျိုးတော့အောင်မတတ်ထားတယ်ဒါပေမဲ့လည်းကျင်းရှင်းသွားတာပေါ့နော်โอเคR1 ဖက်မှာကျတော့ဒီ R1 ဖက်ကတော့ကျွန်တော်ဗီဒီယိုရိုက်ပြီးတင်ခဲ့ပူတယ်ပေါ့နော်ဒီပေးနေတယ်ကျွန်တော်လက်ထက်မှာနည်းနည်းတော့နေပါလို့ကျွန်တော်ဒီနေခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုမှာလည်းကျွန်တော်R5 ရဲ့ကြောင်းတော့ရေးပြီးတော့ပြောပြီးတော့တင်ပြီးပေါ့နော်โอเคကျွန်တော်လက်ရှိကျွန်တော် R5 နဲ့ R7 နဲ့နေထားဘယ်လိုရှိလဲဆိုတော့ကျွန်တော်ချက်ပြောပြမှာဒီ R7 ရဲ့ဒီ R5 အာမူလောက်တော့ကျွန်တော်အဖြစ်မရှိတယ်ပေးပြ
ဘာတွေဖြစ်မရှိလဲဆိုကျွန်တော်လိုက်ကြည့်ကြည့်မယ်ဒီR5 အာမှာနော်ကျွန်တော်တို့မူးတွေလည်းပါမူးတော့မပေါ့ sorry မူးမပါဘူးဗျာဒါပေမဲ့ကျွန်တော်တို့သူ့မှာဒီ traction control ပါတယ်နောက်ပြီးတော့ကျွန်တော် quick shift တာပါတယ်R5 အာမနော်ဘာမှမဟုတ်ဘူးနော်R5 အာမကျတော့ဒီ150cc မှာတော့10ကြီးတို့တဆူလည်းပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ line မှာကျတော့ဒီပေါ်နေထားတွေကR5 အာမကျတော့မဆိုးတဲ့နေထားမှာရှိတယ်မှာဒါပေမဲ့ R7 မှာကျတော့ဗျာဒီဘယ်လိုပြောမလဲပေးလိုက်တဲ့နေထားတွေကျွန်တော်သူ့ဈေးတန်းနဲ့အားကြီးပေါ့နော်ဘယ်လိုပြောမလဲပေးလိုက်တာနဲ့ဒီဇိုင်းနဲ့မမျှဘူးဗျာကျွန်တော်ဘာလီသူ့မှာဘာလီပါလဲဆိုတော့ကျွန်တော်ကြည့်ကြည့်သူက traction control လို့မပါဘူး R5 အာမလို့ traction control လည်းမပါဘူးနောက်ပြီးတော့ကျွန်တော်တို့ဟိုဟာမပါဘူးခွရှစ်တာလည်းမပါဘူးဗျာပြန်ထည့်ပြီးလို့ရတယ်ပေါ့နော်ဒါတိတက်ပြန်ဝယ်ရမယ်နေထားရင်ပေါ့နော်ဆိုတော့ဒီနေစီးမှာပေါ့နော်ဒီ R5 အာမှာကျတော့ပေးခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီ branching တူလို့ပဲဗျာဒီ R5 အာမှာကျတော့အဲ့ဒါခွရှစ်တာပေးဒီပေးမှာကျတော့ဘာမှမပေးလိုက်ဘူးပေါ့နော်ဆိုတော့ဗျာအဲ့ဒါကြီးကဒီစိတ်တန်းထဲမှာမမိုက်တဲ့နေထားမှာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါပေါ့နော်ဒီဒါပေမဲ့ပြောမဆိုဒီ R5 အာမလို့ဒီကဖြစ်မရှိဘူးဗျာဒါပေမဲ့ CC လေးမြင့်တယ်ပဲရှိတယ်ပေါ့နော်ဒါလည်းဟာတော့ R5 အာမကပါလာရတဲ့နဲ့ပို့သွားတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဘာတွေရှိမလဲဆိုတော့ဒီမှာဘာတွေသူ original ပါလာလဲဆိုတော့လိုက်ကြည့်ကြည့်မှာပေါ့နော်သူ့မှာ original ပါတော့ဒီ Brembo blade ပေါ့နော်ဒီ Brembo blade ကတော့ကျွန်တော်ကြိုက်တယ်ဗျာဒါတော့ဝယ်ထက်စရာမလိုတော့ဘူးနော် Brembo blade ခါလာတယ်ဆိုတော့နောက်ပြီးတော့ကျွန်တော်သူ့မှာဒီဒီမှာဒါတော့ဘယ်လိုခေါ်လဲလို့မသိဘူးနော်ဒီကလည်း Brembo နဲ့လာတယ်ဒီ blade ပါလာမသိဘူးကျွန်တော်ခေါ်မတတ်ဘူးဗျာဒီ Brembo နဲ့လာတယ်ဒီနောက် blade ဘာညာတော့ဒီသူ့ရဲ့Yamaha ရဲ့ brake တွေပဲပေါ့နော်အဲ့လိုမျိုးလည်းလာတယ်ဒါပေမဲ့ဒီဘေးကကျွန်တော်တို့ MT-07 အင်ဂျင်ကိုပဲတိုးထားတယ်ဆိုပေမဲ့လည်းဗျာကျွန်တော်တို့07နဲ့လို့မတူဘူးဗျာအဲ့လိုမျိုး feeling မတူဘူးပြီးတော့ support နဲ့ naked ဗျာဒါပေမဲ့လည်းဒီ speed ဘက်မှာဘာညာလဲဆိုတော့ဒီကပို့ပြီးသားတယ်07တဲ့ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ဗျာ okay ကျွန်တော် light shot ကြည့်မှပါတယ်ရှိတယ်ဆိုတော့ပေါ့နော်ကျွန်တော်နောက်ထပ်ကျွန်တော် R7 မှာကျွန်တော်အားမရတဲ့ဟာရှိရဗျအဲ့ဒါကျွန်တော်ဘာလို့ဖြစ်မလဲသူ့ရဲ့ဒီမီးပေါ့နော်မီးကကြတော့တိတ်ပြီးတော့ပြောမယ်တိတ်ပြီးတော့မလင်းဘူးဗျာလို့မျိုးမလင်းတယ်လို့ကျွန်တော်ခံစားရတယ်နော်ဒါပေမဲ့ R5 အာမို့ကျတော့အစိုးဘက်မှာရှိရဒီမီးရဲ့လင်းနေထားမိုက်တယ်နော်ဒီကြောင့်မဲ့ R7 မှာကျွန်တော်လည်းမီးလင်းနေနေတော့နော်ခံစားရတယ်ဗျအဲ့လိုမျိုးရှိတယ်နောက်ပြီးတော့သူ့မှာရှိတဲ့ဟာတွေကျွန်တော်ပြပေးမယ်ကျွန်တော်တိုက်ခွက်နေထားပါညာပါနော်ကျွန်တော်တိုက်ခွန်းနေထားကျွန်တော်ဒီလိုမျိုးလာတယ်ပေါ့နော်ကျွန်တော်ကြည့်မယ်ဗျာပထမဆိုကျွန်တော်ခွဲလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ R7 ဆိုပြီးတော့အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ဒါကီလိုတော့ဒီလောက်တိရှိရပေါ့နော်နေထားတော့ဘာညာတော့သိပြီးတော့မဆိုးနောက်ပြီးတော့သူ့ရဲ့ဒီမှာ shit shot တွေဘာညာပေါ့နော်ကျွန်တော်ပြောညအကိုခြေလို့ရတယ်ပြောညနဲ့အကိုလိုခြေလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့နောက် shot လိုက်တယ်လို့ပဲပေါ့နော်ပြောညနဲ့အကိုလိုခြေလို့ရတယ်ပေါ့နော်ဒါပေမဲ့ကားကြတော့R7ကိုကြတော့တော်တော်များများမပြောမယ်လူငယ်တွေကြိုက်ကြတာတော့တွေ့ရတယ်ဒါပေမဲ့တကယ်ဝယ်စီးရချကြရဲတော့ကျွန်တော်ရွေးချယ်ကြဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အားနည်းချက်တစ်ခုတော့ကျွန်တော်ထင်တယ်သူကနှလုံးထိုးဖြစ်နေပေါ့နော်။အဲ့ဒီနှလုံးထိုးတစ်ခုကြောင့်R7ညီကိုပြောမယ် second crazy ရဲ့မရွေးချယ်ကြဘူးပေါ့နော်။ကျွန်တော်တို့ဘယ်လိုရွေးချယ်ကျွန်တော်3လုံးထိုးမဟုတ်ရ4လုံးထိုးပဲသူတို့ပြောင်းသွားကြတယ်ပေါ့နော်။ဒါပေမဲ့သူကနှလုံးထိုးဆိုပေမဲ့ကျွန်တော်တို့ဒီ CBR 9နှလုံးထိုးလို့မျိုးNinja 650ပြောမယ်နှလုံးထိုးလိုမျိုးပေါ့နော် SCPR 900နှလုံးထိုးလိုမျိုးမဟုတ်ဘူးဗျဒီကဘာဖြစ်လဲဆိုတော့သူကဒီလူအင်ဂျင်က cross spray နဲ့လာတာပေါ့နော် spray ဆိုတော့ဗျာဒီ view နှလုံးထိုးမဟုတ်ဘူးဗျအတန်ပိုင်းမှာအဲ့နှလုံးထိုးတယ်မတူတော့ဘူးဒီကပြောမယ်သူ့အင်ဂျင်တန်နဲ့လေးခိုးတဲ့တန်ပါတယ်ဗျာဒီမှာတန်နေထားဒီ view နှလုံးထိုးနဲ့မတူဘူးသူ့ရဲ့တန်နေထားပါနော်အဲ့လိုပြောမယ် CB2 ဆိုတော့ဗျချမ်းတန်ခုလို့ရတယ်အင်ဂျင်ရဲ့တူခေါမှုတွေရှိရပေါ့နော်အဲ့လိုမျိုးတွေသူ့ရဲ့အင်ဂျင်အဲ့လိုရှိတယ်ပေါ့နော်ဒီကျွန်တော်တို့650Ninja 650တို့ GPR 900တို့နဲ့ဆိုတော့သူကဒီလိုနှလုံးထိုးပဲဆိုတော့ဗျာအဲ့လိုမျိုးသူကပြောမယ်ထွက်တော့တိတ်မကြမ်းဘူးဒါပေမဲ့ speed တွေပါရောက်လာရှေ့တော့အဲ့ဘေးတွေပို့ပြီးတော့ပြောမယ်ညီတယ်ပေါ့နော်မောင်းရတာကော်လေးကျတော့ကြမ်းကျွန်တော်ဂျပန်လောက်မောင်းကြည့်ရဒီကောဂီယာနေမှာပေါ့နော်ကျွန်တော်ဂီယာ1 2 3မှာဆိုရင်
ဒီကားပြောမယ်ထောက်ရအားပြီးတော့အားမိုက်နေပြကျွန်တော်ယူဆအားကောင်းတယ်ပေါ့နော်အဲ့လိုမျိုးရှိရဗျသူ့ရဲ့ engine နေထားပေါ့နော်အဲ့တော့ကျွန်တော်ရွေးချယ်ကြပါတယ်ဘာကြောင့်ကျွန်တော်ဒီဈေးတန်းမှာပေါ့နော်ဒီ R7 ကိုကျွန်တော်ရွေးချယ်ရလဲဆိုတော့ကျွန်တော်တို့ဒီဈေးတန်းမှာကျွန်တော်လိုက်ရှာမယ်ဗျာကျွန်တော်တို့ second ဖက်မှာပေါ့နော်ကျွန်တော်တို့ CPI 650ရှိမယ်နောက်ပြီးတော့ဒီKawasaki စိတ်ဆက်ရတယ်ရှိရပေါ့နော်ဒီဈေးတန်းနဲ့ဆိုရင်ကျွန်တော်တို့ model ပြောမှ18 19လို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်လိုက်ရှာလို့ရတယ်နောက်ပြီးတော့ Z900 လည်းရှိရနောက်ပြီးတော့ MT-09 လည်းရှိတယ်ပေါ့နော်အဲ့ဒီကျွန်တော်ရွေးချယ်ကြတယ်အများကြီးထဲမှာကျွန်တော်ဘာကြောင့် R7 ရွေးလိုက်ဆိုတော့ပထမတစ်ချက်အနေနဲ့ကျွန်တော်အိမ်မက်ဖြစ်တယ်ပေါ့နော်ကျွန်တော်2023ကကျွန်တော်အာယူသုံးခဲ့တဲ့ပေရောဗျာအဲ့ဒီမှာကျွန်တော်ပြောမယ်ခက်ခဲလေးနိုင်ငံရှိရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်မပိုင်ဆိုင်လိုက်ရဘူးဗျာအဲ့ဒီအစားကျွန်တော်ဟိုပါပဲဝယ်ဖြစ်လိုက်တယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်ရခုလက်ရှိပေါ့နော်ပေဟာဒီ CB650F ပေါ့နော်အဲ့ဒီကိုပဲကျွန်တော်ဝယ်ဖြစ်လိုက်တယ်အဲဒီချိန်မှာတော့ကျွန်တော်R7 ရွေးလိုက်တယ်ပေါ့နော်ဘာကြောင့်ဝယ်လဲဆိုတော့ဒီကျွန်တော်တို့လေးလုံးထိုးတိုးလို့ထိုးမရွေးချယ်ပဲနဲ့ဘာကြောင့်ဒီကောက်ဝယ်လဲဆိုတော့ဒီကောက်ကျတော့ကျွန်တော်ကပြောမယ်ကျွန်တော်ကြောပေါ်မှာနေတယ်ဗျာကြောပေါ်မှာနေတယ်ဆိုတော့ကျွန်တော်ဗျာဒီလေးလုံးထိုးတွေကကျတော့ပြောမယ် heat တက်လာတယ်ကျွန်တော်ဒီနှလုံးထိုးတွေနဲ့ဆိုင်တော့ပိုပြီးတော့ heat တက်မြန်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီကောက်စီစားလေးနဲ့တက်တာတယ်ပေါ့နော်စီစားနှုတ်ဘဲမှာလည်းတက်တာတယ်နောက်ပြီးတော့ဟိုပါပေါ့နော်ကျွန်တော်စောင်းပိတ်ပိုင်းမှာလည်းဗျာကျွန်တော်လေးလုံးထိုးလို့တိုးလို့ထိုးလို့ထက်တိတ်ပြီးတော့ကိုချစီမရှိဘူးနော်အဲ့ဒီကြောင့်ကျွန်တော်ရွေးချယ်ပြရပါတော့နောက်ပြီးတော့ကျွန်တော်တို့အဲ့လက်ချမယ်ဆိုရင်ဗျာအဲ့ဒီနေထားမှာကျွန်တော်လူချင်း support နေထားမရှိဘူးဗျာကျ50R တော့ support ဝင်မယ်ဒါပေမဲ့ဒီကောလို့ support မ support ဘူးနော်ပြောမယ်မပိုးရဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် 650R ကိုမရွေးချယ်ဘူးဘာဖြစ်လဲဆိုတော့ 650R နောက်တစ်ခုရှိရယ်ဒီဘေးနဲ့ဆိုင်တအားလေးတယ်ပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော် 650R နေထားကိုမရွေးချယ်ပဲကျွန်တော် R7 ရွေးချယ်ပေါ့နော်ကျွန်တော်ဒီ 650R နဲ့ကျွန်တော်ဒီ R7 နဲ့ကျွန်တော်နေထားကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်ပြန်ပြီးတော့ share လုပ်မှာဖြစ်ပါတယ် Okay ဒါတော့သူ့ရဲ့နေထားပေါ့နော်ဒါကတော့ကျွန်တော်ရင်ဘေးဟောက်ဖြစ်ပါတယ် R7 နဲ့ဒီ R5 ကျွန်တော်များတော့မသိတဲ့သူတွေကျတော့ဒါ R5 လာပေါ့နော်ကျွန်တော်များမင်းကြတဲ့သူတွေရှိတယ်အဲ့ဒါကိုယ်လည်းကြုံခဲ့ဖူးတယ်ပေါ့နော် R5 လာပေါ့နော်အဲ့လိုမျိုးကျွန်တော်ချို့ရဲကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီက R5 Pro Max လို့ဘာလို့ညာလို့ဆိုရနာမည်ပေးထားတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒါနောက်လာကြည့်ရပေါ့ Okay ပပလည်းနေထားတယ်ဒီလောက်ဒီရှိတော့ပေါ့နော်R5 လည်းပြောမှဆိုရင်သူ့ရဲ့နေထားမှာသူ့ရဲ့ပြောမယ်750 cc တန်းထဲမှာပေးတဆူလို့လည်းမမှားဘူးပေါ့နော်ဒီ R7 ကကြတော့ပြောမယ်သူ့ရဲ့ speed မဟုတ်ဘူးဗျာဒီ speed 650နဲ့ရှင်းမယ်ဆိုရင်တော့ဒီနေလန်းငါလားဆိုပေမဲ့လည်းဗျာဒီ 650R ပို့သွားတယ်ပေါ့နော်ဟိုလေးလုံးထိုးဆိုတော့လေးလုံးထိုးတယ်တော်တော်များတော့တို့ဗျာ speed ပဲမှာပို့ပြီးတော့အားကောင်းတာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့ဗျာဒါကတော့သူ့ရဲ့နေထားဒါနောက်ဖက်နေထားဖြစ်ပါတယ်โอเคသူ့ရဲ့ဖင်နေထားပါညာလဲဒီလိုရှိတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီဗီဒီယိုတော့ကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်မှာပေါ့နော်နောက်ပြီးတော့ဒီ R7 ရဲ့ကျွန်တော်ကောင်းကျိုးဆိုးကျိုးတွေပေါ့နော်ပြောမယ်သူအတချအားနဲ့ချဲတွေကျွန်တော်ပြန်ပြီးတော့မုတ်ကြည့်ပြီးတော့ဖီလီနဲ့ပဲကျွန်တော်ပြန်ပြီးတော့ပြောပြမှာဖြစ်ပါတယ်โอเคကျွန်တော်ဗီဒီယိုတော့ကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်မှာပေါ့နော်အားလုံးကြည့်တင်ပါတယ်